စခုံကြီးမှတချို့ကပြုံးနေတာချိုးရကြပြန်တော့လေမင်းနေကြတယ်ဗျာမင်းနေကြသူတချို့ပြန်ပြုံးလို့သွားပြန်တာပြုံးနေသူလဲမဲတတ်ပြန်တာရှိနေတဲ့သူများလူထက်ခါတိုးပြန်တာထားကြလိုက်ရှာလဲလေမရှိပါဘူးမြေရရှိသူကြပြန်တော့လေတိုက်ရှာရင်လေဗျာအတွေ့နိုင်ပါဘူးကုန်းကောက်เสียချစ်နေတဲ့သူတချို့မုံလို့သွားပြန်တာမုံနေတဲ့သူတချို့ပြန်ချစ်ကြိုက်သွားပြန်တာရတာလေးတွေလည်းမလို့မရတာလေးတွေပို့မှန်တာတွေလည်းလွဲတတ်ပြန်တာအသေးလုံးတွေလည်းစူပုံပေးကြတာချစ်နေကြပြန်တော့လေပြုံးမပြတ်ဘူးလေဗျာပြင်းရင်သွားရင်တော့ဗျာပြုံးမပြတ်ဘူးလေဗျာပါပြင်တော့မှမနှမ်းရရှာလောကရဲ့ဓမ္မရာချိုးတော့ရှိနေတာချိုးကြတော့လူတွေပေါ်မှာမျိုးမျိုးဦးတီတာဒုက္ခလောက်ဖြစ်မလာရင်ကံကိုယ်တော်ပုံကလွှဲချတတ်တာဒီကိုနေတဲ့စိတ်ခါတရားရှိခိုးသူဟာနိဗ္ဗာန်ရောက်တာလဲလေခုတ်ချင်ဟုတ်မှာပါစိတ်ချမ်းပေါက်တာလဲလေချစ်ချင်းဖြစ်မှာပါဝမ်းတစ်ပါးကိုတော့ဖြစ်ရမယ်ဗျာအရက်ကိုနေတဲ့တောက်ခါမူနေတဲ့လူဟာတရင်စာနေချင်းကြည့်ရင်သူနာရေးပါမလားဘွယ်ကုန်လူတွေပြည့်ပါတိမ်ငါတော်သူဟာမညော့ကြပါလို့ပြောရမှာလောကရဲ့ဓမ္မရာချိုးတော့ရှိနေတာချိုးကြတော့လူတွေပေါ်မှာမျိုးမျိုးဦးတီတာဒုက္ခလောက်ဖြစ်မလာရင်ကံကိုယ်တော်ပုံကလွှဲချတတ်တာလောကစခုံကြီးမှတချို့ကပြုံးနေတာချိုးရကြပြန်တော့လေမင်းနေကြတယ်ဗျာမင်းနေကြသူချို့ပြန်ပြုံးလို့သွားပြန်တာပြုံးနေသူလဲမဲတတ်ပြန်တာရှိနေတဲ့သူများတွေထက်ခါတိုးပြန်တာထားကြလိုက်ရှာလဲလေမရှိပါဘူးနေရမရှိသူကြပြန်တော့လေလိုက်ရှာရင်လေဗျာအတွေ့နိုင်ပါဘူးကုန်းကောက်เสียချစ်နေတဲ့သူတချို့မုံလို့သွားပြန်တာမုံနေတဲ့သူတချို့ပြန်ချစ်ကြိုက်သွားတယ်ဗျာရတာလေးတွေလည်းမလို့မရတာလေးတွေပို့မှန်တာတွေလည်းလွဲတတ်ပြန်တာတဲ့လုံးတွေလည်းစုပုံပေးကြတာချစ်နေကြပြန်တော့လေအပြုံးမပြတ်ဘူးလေဗျာအပြင်းရင်သွားရင်တော့ဗျာအပြုံးမပြတ်ဘူးလေဗျာပါပြင်တော့မှမနှမ်းရရှာလောကရဲ့ဓမ္မရာချိုးတော့ရှိနေတာချိုးကြတော့လူတွေပေါ်မှာမျိုးမျိုးဦးတီတာဒုက္ခလောက်ဖြစ်မလာရင်ကံကိုယ်သာပုံကလွှဲချတတ်တာဒီကိုနေတဲ့စိတ်ကဘုရားရှိခိုးသူဟာနိဗ္ဗာန်ရောက်တာလဲလေဟုတ်ချင်းဟုတ်မှာပါစိတ်ချမ်းပေါက်တာလဲလေချစ်ချင်းဖြစ်မှာပါဝမ်းတစ်ပါးကိုတော့ဖြစ်ရမယ်ဗျာအရက်ကိုနေတဲ့တောက်ခါမူနေတဲ့လူဟာရင်းသာနေစဉ်ကြည့်ရင်သူနာရေးပါမလားဘွယ်ကုန်လူတွေအပြည့်ပါတိမ်ငါသွားသူဟာမျောစရာပါလို့ပြောရမှာလောကရဲ့ဓမ္မရာချိုးတော့ရှိနေတာချိုးကြတော့လူတွေပေါ်မှာမျိုးမျိုးဦးတီတာဒုက္ခလောက်ဖြစ်မလာရင်ကံကိုယ်သာပုံကလွှဲချတတ်တာဒီကိုနေတဲ့စိတ်ကဘုရားရှိခိုးသူဟာနိဗ္ဗာန်ရောက်တာလဲလေဟုတ်ချင်းဟုတ်မှာပါစိတ်ချမ်းပေါက်တာလဲလေချစ်ချင်းဖြစ်မှာပါဝမ်းထွားကိုတော့ဖြစ်ရမယ်ဗျာရက်ကိုနေတဲ့တောက်ခါမူနေတဲ့လူဟာတရင်သာနေစဉ်ကြည့်ရင်သူနာရေးပါမလားဝယ်ကုန်လူတွေပြည့်ပါတိမ်ငါသွားသူဟာနှမျောစရာပါလို့ပြောရမှာ